ဒီနေ့ဟောမဲ့တရားကနန္ဒောပနန္ဒနဂအောင်တော်မူကံတဲ့လောကထဲမှာစီဝါရေးပဲလှုပ်လို့ပညာရေးပဲလှုပ်တဲ့နေရာမှာခွန်ကြီးတို့မြတ်စွာဘုရားရဲ့ဒီအောင်ကြီး7ပါးဂါထာကြီးကိုရွတ်ပြီးတော့လောက်ကင်ဆောင်ရွက်ရင်အောင်နေဆိုတဲ့အဓိပ္ပာယ်ရှိတယ်မြတ်စွာဘုရားရဲ့အောင်ခဲ့တဲ့ပုံတွေကိုအာယုံပြုပြီးတော့မနေ့မိုးလင်းလာတာနဲ့ဘုရားရဲ့အောင်တော်မူဂါထာကြီးရွတ်ပြီးတော့ဆောင်ရွက်ရင်တကုတ်ထက်မြက်တဲ့ဗုဒ္ဓရဲ့မန္တန်လေးဂါထာတွေဆိုတာဘုန်းကြီးတို့ပါဠိတော်မှာအများကြီးရှိပါတယ်အသက်အန္တရာယ်ကိုကာကွယ်ပေးတဲ့မန္တန်တွေရှိတယ်ဂါထာတွေရှိတယ်လုပ်ငန်းကိုင်ငန်းတွေဆောင်ရွက်တဲ့နေရာမှာအောင်မြင်ဖို့လို့အောင်မြင်စေကြောင်းဂါထာကောင်းတွေရှိပါတယ်အဲ့ဒါဘုန်းကြီးတို့ဒီနေ့ခေတ်တော့တကုတ်ထက်မြက်ဓမ္မစက်ဂါထာများဆိုပြီးတော့အဲ့ဒါသာဝတ္တုထွက်တယ်အဲ့ဒီထဲမှာလည်းအောင်မြင်7ပါးဂါထာတော်ကြီးပါတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့တတ္တမမြောက်အောင်တော်မူတဲ့နန္ဒောပနန္ဒနဂါမင်းအောင်တော်မူခံတရားကိုဘယ်ကစမတုံးဆိုရင်ဧကံသမယံဘဂဝါသာဝတိယံဝိဟရတိဇေတဝနေအနာထပိန္တိကတ္တအာရမေဧကံသမယံခါရမစီလုံးကဘဂဝါမုံ6ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကြီးသည်သာဝတိယံသာဝတိခေါ်တဲ့ရွှေမြို့တော်မှာအနာထပိန္တိကတ္တအနာထပိန်ဂုံသိမ်ပြန်မွေးရှင်တထေဤအာရမေနှလုံးဝေလျောပျော်ပွဲအကောင်းအောင်ဆောက်လုပ်ရလူရန်အပ်သောဇေတဝနေဇေတောခေါ်ကြောင်းတိုက်တော်မှာဝိရတိယပထာလေးလီဖြင့်ပြည့်နေစဉ်ပြောင်းဝတရင်သုံးငါဆံပေတော်မူခဲ့ပါပေသတည်းဘုန်းကြီးတို့မြတ်စွာဘုရားတာဝတိပြည်တေတုံရွှေကျောင်းမှာတရင်သုံးနေလုံးကညဓမ္မသဘင်တရားပွဲညတိုင်းမြတ်စွာဘုရားဒီတာဝတိပြည်မှာရှိနေတဲ့အချိန်မှာညတိုင်းတရားပွဲရှိတယ်ဘုရားကိုယ်တိုင်ဟောတာအဲ့ဒီတရားပွဲကြီးကိုဘယ်သူတရားလာနာတုံးလို့ဆိုတော့ဘုရားကျောင်းတကာကြီးအနာတပိတရားလာနာတယ်တရားဝဲပြီးတော့မြတ်စွာဘုရားကိုသွားလျှောက်တယ်ဘုန်းတော်ကြီးတော်မူတော့မြတ်စွာဘုရားမနက်ရှင်ကဆွမ်းဖုံးလေးတပြီးတော့အိမ်ကိုသင်္က900နဲ့တကူကကြွပါမြတ်စွာဘုရားကိုအနာရပိန်ဆွမ်းစားပင့်သွားတယ်အဲ့ဒါမြတ်စွာဘုရားကကောင်းပြီတခါကြီးနှုတ်ကငါဘုရားကြွခဲ့ပဲဘုရားဂတိပေးအနာရပိန်နဲ့အိမ်ပြန်ပေါ့ဗျာမနေ့မိုးလင်းတော့မြတ်စွာဘုရားကအာယုန်တက်ချိန်မှာဗုဒ္ဓတို့ရဲ့ဓမ္မရဗုဒ္ဓတို့ရဲ့ကိစ္စအနေအားဖြင့်ဒီနေ့ဘယ်တတ္တဝါဝင်နေရကိုငါဘုရားဆွတ်ရမလဲဒီနေ့ဘယ်တတ္တဝါကိုငါဘုရားသွားပြီးတော့တရားဟောရမလို့ဘုရားရှင်ကိုယ်တော်မြတ်သဗ္ဗညုတရှင်ညာတော်ကိုယ်ရဲ့ဖြတ်ကျက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ပရိသတ်ရဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဉာဏ်တော်ထဲမှာနာဂရာဇာညာနာမုခေပါတုရဟောတိနာဂရာဇာနန္ဒောပနန္ဒလို့အမိရတဲ့နဂမင်းကြီးဒီညာနာမုခေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဉာဏ်တော်ကိုယ်ရဲ့ထက်မှာပါတုရဟောတိထင်ရှားဖြစ်ခဲ့လေပြီဘုရားဉာဏ်တော်ထဲမှာနဂါကြီးတစ်ကောင်တွေ့လိုက်ရတယ်ဘုရားအာယုံတော်ထဲမှာဂိဏုခောသောဘဝိသတိဘုရားရှင်ကိုယ်တော်မြတ်ကဆက်ပြီးတော့ဆင်ခြင်ကြည့်တယ်ဒီနဂါးကြီးကိုငါသွားပြီးတော့ချွတ်တဲ့နေရာမှာကြွတန်းဝင်တဲ့နေရာမှာဒီနဂါးကြီးကိုငါဘယ်လိုချွတ်ရမလဲတိန်နုခောဘဝိသတိဘာတရားဟောရမလဲမြတ်စွာဘုရားကဆက်ကြည့်တယ်သူကနောက်ပြီးတော့ငါတစ်ပါးတည်းသွားဖို့လိုသလားနောက်ပါသံဃာတွေကိုခေါ်ဖို့လိုသလားဘုရားကဒါဆက်ပြီးတော့ဆင်ခြင်ပြီးတော့ကြည့်တယ်မသွားခင်ပေါ့ငါဘာတွေလုပ်သွားရမလဲလို့မြတ်စွာဘုရားဆင်ခြင်ပြီးတော့ကြည့်တဲ့အခါမှာငါတစ်ပါးတည်းသွားလို့မဖြစ်ဘူးနောက်ကသံဃာ900ပါရမယ်သံဃာဘယ်လောက်ပါအဲ့ဒါနဲ့မြတ်စွာဘုရားကမနေ့မိုးလင်းလာတဲ့အခါကျတော့ဒီနဂါးကြီးကိုတိုက်ကွက်ဆင်တဲ့နေရာမှာသင်္ဃာ900ခေါ်သွားမှဖြစ်လိမ့်မယ်ဆိုပြီးတော့မနေ့မိုးလင်းတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကအစီအစဉ်တကြဒီအစီအစဉ်တွေဖြစ်ဖို့လို့ကိုဘယ်သူခေါ်တော့ဆိုတော့ညီတော်အာနန္ဒာဘယ်သူခေါ်လဲ
အဲ့ဒါညီတော်အာနန္ဒစေကအာနန္ဒလာပါဦးကွာမေဟောဒီဇေတုံကျောင်းတဲ့ထဲမှာရှိတဲ့နောက်ပါသင်္ဃာ900ခြံရံပြီးတော့ငါဘုရားဒီဒေဝစာရိကဒေဝဆိုတာနတ်ပြည်ကိုပြောတာစာရိကဆိုတာလွှားတာဒေဝစာရိကလို့ခေါ်တဲ့နတ်ပြည်ခရီးငါဘုရားကြွမယ်အဲ့ဒီကအပြန်မှာအနာတပိအိမ်မှာဆွမ်းစားမယ်ဘုရားကတခါတည်းအစီအစဉ်ကိုပြောလိုက်တယ်ခြေသာအာနန္ဒတန်ခါ900စုပေးပါအဲ့ဒီသင်္ကန်း900ဒီငါဘုရားနောက်ကလိုက်ရလိမ့်မယ်ငါဘုရားနတ်ပြည်ကိုကြွမယ်နတ်ပြည်ကိုကြွမယ်ဆိုတော့ဘုရားတိုင်နတ်ပြည်ကအောက်မှာလားအထက်မှာအဲ့တော့ကောင်းကင်ခရီးနဲ့ကြွရမှာဘာနဲ့ကြွရမှာကောင်းကင်ခရီးနဲ့ကြွရမယ်ဆိုတဲ့ကတာမန်ပုဂ္ဂိုလ်တွေတာမန်ကိုယ်တော်တွေလိုက်လို့မရတော့ဘူးကွာတကိုးကြီးတဲ့ပုဂ္ဂိုလ်တွေဇံရတဲ့ပုဂ္ဂိုလ်တွေကောင်းကင်ပြန်နိုင်တဲ့ပုဂ္ဂိုလ်တွေဒါအာနန္ဒာကသိတယ်မြတ်စွာဘုရားဒီဒေဝစာရိကလို့ခေါ်တဲ့နတ်ပြည်ကြီးကိုကြွတဲ့နေရာမှာတကူကြီးမြတ်တော်မူတဲ့ယဟန္တာတွေကြီးပဲ900ပဲငါထည့်ပေးလိုက်မှဖြစ်မယ်ဆိုပြီးတော့အဲ့ဒါညီတော်အနန္ဒာကဘယက်တိုက်ဘာလျှောက်လို့တုံးလို့ဆိုတော့အဲ့ဒါဇေတဝန်ကျောင်းနိုင်တော်ထဲမှာယဟန္တာတွေကြီး900လျှောက်ပြီးတော့အကြောင်းကြားတယ်ရှင်ဘုရားတို့တပိတ်သင်္ကန်းပြင်တော်မူကြပါဗျာတပိတ်သင်္ကန်းပြင်တော်မူကြပါဗျာဒိတ်ဒိတ်ကျဲမြေချိုးမိုးပြန်ဇံအဘိညာဉ်ရတော်မူတဲ့ယဟန္တာကြီး900ကိုအဲ့ဒါညီတော်အနန္ဒာကလိုက်လံနှိုးဆိုတော့ဟိုယဟန္တာကြီးတွေကလည်းတပိတ်တွေလွယ်သင်္ကန်းတွေယုံပေါ့ဗျာအဲ့ဒါတခါနဲ့အစင်နဲ့တန်းစီပြီးတော့စောင့်နေတာအဲ့ဒီထဲမှာဘသူထိတ်ဆုံးကပါလာတော့ဆိုပြေးတိုင်းအရှင်မဟာမောက္ကလံဘသူပါလာလဲမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့လက်ဝဲတော်ရန်ဖြစ်တော်မူတဲ့ရှင်မမောက္ကလံပတိသူများကထိတ်ဆုံးကတန်းစီပြီးတော့ရပ်နေတာသူ့နောက်မှာလည်းသူ့လိုတကိုးကြီးတဲ့မြေရှိုးမိုးပြန်တကိုးဆံအပိန်နေရတဲ့ယဟန္တာတွေကြီး900တန်းစီပြီးတော့အဲ့ဒါစောင့်နေတာညီတော်အနာတာတော်မှလိုက်ပါခွင့်မရဘူးတဲ့ဘာဖြစ်လို့တော့ညီတော်အာနန္ဒာကသောတာပန်ညီတော်အာနန္ဒာကပါလဲညီတော်အာနန္ဒာကသောတာပန်သူကတကိုးမရအောင်ကောင်းကင်မပြန်နိုင်ဘူးအဲ့ဒါအာနန္ဒာနေခဲ့ရတယ်အဲ့ဒီခကြီးအာနန္ဒာမပါဘူးအဲ့ဒါနဲ့သင်္ကန်း900တန်းစီပြီးတော့သင်္ကန်းတွေစုံလဲစုံတော့မြတ်စွာဘုရားရှင်ကိုရမဒီကောင်းကင်ခကြီးဇေတုံကျောင်းကနေပြီးတော့ဘုရားတိုင်မြောက်ဖက်ကိုထွက်သွားတာဘယ်ကိုထွက်သွားလဲအဲ့ဒါဘုရားနောက်ကသင်္ကန်း900တန်းစီတော့ကောင်းကင်ကိုငိမ့်နဲ့တခါတည်းတန်းကြီးဘလောက်ဖုလို့ကောင်းမလို့ဆိုတော့ကောင်းကင်မှာတခါတည်းသင်္ကန်း900တန်းစီပြီးတော့အဲ့ဒါကြွသွားတာဇေတုံကျောင်းတိုင်းရဲ့မြောက်ဘက်မှာမရှိတုံးဆိုပြေးတိုင်းမြင်းမို့တောင်ရှိတယ်တဲ့။ဘာတောင်ရှိတယ်တဲ့လဲ။အဲ့ဒီမြင်းမို့တောင်ကနေပြီးတော့ဘယ်ကိုသွားမလို့ဆိုတာဝရိဏကိုသွားမှာ။အဲ့တော့ဘုရားတော်ကပြောတဲ့နန္ဒောပဏာဏနဂါမင်းကြီးရဲ့ဘုံမိတ်မှန်ကဘယ်မှာရှိတုံးလို့ဆိုလို့ရှိရင်မြင်းမို့တောင်ကြီးကိုပတ်ပတ်လဲကာယံထားတဲ့တောင်စင်9ထပ်တဲ့မြင့်မို့တောင်ကြီးကအလဲကောင်မှာဘေးပတ်ပတ်လဲမှာမြင့်မို့တောင်ကြီးကိုဝိုင်းထားတဲ့တောင်9ထပ်ရှိတယ်တောင်ကြီး9လုံးအဲ့ဒါကိုတတ္တဗန္ဒရတောင်စဉ်9ထပ်လို့ခေါ်တယ်အဲ့ဒီတောင်ရည်တွေရဲ့ဈာထဲမှာဘုရားတိုင်မြစ်ကြီး9ဆင်းရှိတယ်တဲ့သီတာ9တန်နဲ့ဘာလဲပြောကြည့်တောင်စဉ်9ထပ်သီတာ9တန်အဲ့ဒါဝိုင်းရံပြီးတော့ထားတာမြင့်မို့တောင်ကြီးကိုအဲ့ဒီတိတာ9တန်မရောက်ခင်ဒီဘက်ဘေးမှာဘုရားတိုင်နန္ဒောပဏာဏနဂါမင်းကြီးရဲ့ဘုံမိတ်မှာရှိတယ်တဲ့အဲ့တော့တလောကဘုန်းကြီးတို့စာအုပ်လေးတော့ဖတ်လိုက်ရတယ်အဲ့ဒီစာအုပ်ထဲမှာဗာရေးထားတော့ဆိုတော့ကဗ္ဗပထဝီမြေပုံပေါ်မှာမြတ်စွာဘုရားဟောတော်မူခဲ့တဲ့မြင်းမို့တောင်ဆိုတာရှာလို့မတွေ့ဘူးတဲ့ဘုရားကမြင်းမို့တောင်ရှိတယ်မြင်းမို့တောင်ကြီးကိုတောင်စဉ်9ထပ်ရန်ထားတယ်အဲ့ဒီတောင်ကြားထဲမှာမြစ်ကြီး9သွယ်ရှိရှင်းပြီးတော့နေတယ်လို့ဒေသနာတော်မှာတိကျဟောတာရှိတယ်ဘုရားကိုယ်တိုင်လည်းအခုကြွသွားတယ်အဲ့ဒါကိုအဲ့ဒီစာရေးဆရာကဗာပြောတယ်ကဗ္ဗမြေပုံပေါ်မှာတဲ့မြင်းမို့တောင်ဆိုတာဘယ်နာမှမရှိဘူးတဲ့ဒါကြောင့်မို့လို့မြင်းမို့တောင်ရှိတယ်ဆိုတာမှားတယ်တဲ့ဒီကဘုရားစကားကိုအမှားလို့နေတာ
အဲ့ဒါမှားတယ်ဆိုပြီးတော့ဒီလိုပြောတယ်ပရိသတ်ဇာဝတ္တအထဲမှာအဲ့တော့ဘုန်းကြီးတို့တွေကဓမ္မတွေလည်းကြားဖို့ပါတယ်မိဘကျေးဇူးမြင့်မို့ဦးမကြားဘူးလားမြင့်မို့တောင်ကြီးနဲ့နိုင်ရတာဘုရားဟောဒေသနာတော်တွေရှိနေတာပဲတော့ရှာမတွေ့လို့ရှိရင်မရှိဘူးလို့သူကဒီလိုလက်ခံနေရတယ်ဒီခေတ်ကရှာမတွေ့တိုင်းမရှိဘူးဆိုလို့ရှိရင်ကြိုက်ဘုန်းကြီးတို့ပြည်သားကိုဘုန်းကြီးတစ်ခုမေးမယ်ဒါကဘုန်းကြီးတို့ပြည်သားဘုန်းကြီးမေးပြေလို့ကြည့်တာပါဘုန်းကြီးတို့တရားတော်မတွေအမေမရှိဘူးလားအမေရဲ့အမေမရှိဘူးလားအဲ့ဒီအမေရဲ့အမေမရှိဘူးလားအဲ့ဒီအမေရဲ့အမေမရှိဘူးလားအဲ့ဒီအမေရဲ့အမေတွေ့ဘူးလားအဲ့ဒါဘာလို့ရှိတယ်လို့ပြောတာဟောဘာလို့ရှိတယ်ပြောတာစဉ်းစားကြည့်တယ်အမေကပြောလို့ဘယ်သူကပြောလို့လဲအမေကပြောလို့ဟဲ့နင်တို့အဖွားရှိတယ်နင်တို့အဖွားရဲ့အဖွားရှိတယ်တစ်ဆင့်ဒီလိုသွားတာမရှိတိုင်းမတွေ့ဘူးတိုင်းကိုယ်မျက်စိနဲ့မတွေ့တိုင်းမရှိဘူးလို့ညင်းလို့ရသလားမရဘူးပိဋကရဲ့မရဘူးအဲ့ဒါဒီနေ့ကဘာပြောလဲဟာမြင့်မို့တောင်ကြီးရှာကြည့်တယ်တဲ့ရဟန်းရှင်တွေလည်းရှာကြည့်တယ်တဲ့လေမြန်နဲ့လည်းရှာကြည့်တယ်တဲ့ကမ္ဘာမြေပုံကြီးကိုဆွဲထားတာမြင့်မို့တောင်ဘယ်တော့မှမရှိဘူးတဲ့အဲ့ဒါမြင့်မို့တောင်ရှိတဲ့စကားကြီးမှားဤအဲ့ဒါသူကသူပြောတဲ့စကားပဲသူကသူမှန်ဒီနေ့ဒေသနာတော်မှာတော့မြင့်မို့တောင်ကရှိသလားမရှိဘူးလားရှိလို့ဘုရားကြွသွားတာဟုတ်တယ်မလားပိဋကမရှိဘဲနဲ့မြတ်စွာဘုရားကအရှင်ကိုခံပြီးပဲသွားလိုက်မလို့အဲ့တော့ခုနတုန်းကပြောတဲ့တောင်စဉ်ခုနှစ်ထတိတခုနှစ်တန်ရဲ့ဒီဘက်မှာနန္ဒောပနန္ဒနဂမင်းကြီးနေတယ်တဲ့အဲ့ဒီနေ့မှာပဲပိဋကရဲ့တိုက်ဆိုင်ဘာဖြစ်လာတုံးလို့ဆိုတော့နန္ဒောပနန္ဒနဂမင်းကြီးကတတမိန်ဒီဝသေအာဘာနဘူမိန်နန္ဒောပနန္ဒတတေယိတုတဲ့ညနေတွေကအဲ့ဒီနဂါမင်းကြီးနေတဲ့ဘုံမိတ်မှန်ကြီးမှာဘာတွေလုပ်နေတဲ့ဗိမှန်ကြီးကိုအလှတွေဆင်နေတယ်ပန်းနေတဲ့တခါတည်းကြာကြာနာနာသဝဲကုန်တွေချသဝဲကင်းတွေခင်းပန်းတီတွေငပြောတီတွေတင်းဘာလုပ်နေကြတာတော့ဆိုရင်အဲ့ဒီမှာနန္ဒောပနန္ဒနဂါမင်းကြီးစားပွဲတောက်ပွဲပါတီပွဲအဲ့ဒီနေ့မနေ့မှာအဲ့ဒါနဂါမင်းကြီးကပါတီပွဲကျင်းပမလို့ဆိုပြီးတော့အတီးအမုတ်အခုံလေးနဲ့တခါတည်းစားစရာတောက်စရာတွေနဲ့အကုန်လုံးပြင်ဆင်ပြီးတော့အဲ့ဒီမှာသူကနေတာပါတီပွဲကျင်းပနေတာနန္ဒောပနန္ဒနဂါမင်းကြီးမစားမကောက်ခင်မှာဘုရားတိုင်နတ်ကကြည်တွေတွေကအတီးအမုတ်တွေနဲ့နန္ဒောပနန္ဒနဂါမင်းကြီးကိုချော်ပြနေကြတယ်တဲ့နန္ဒောပနန္ဒနဂါမင်းကြီးကလည်းယရဏပလင်ထက်ကြီးပေါ်မှာထိုင်ပြီးတော့အဲ့ဒါကပွဲကြီးကိုကြည့်နေတာအဲ့ဒါသူတို့ကဝဲကျင်းပနေတဲ့ဗိမာန်အပေါ်ကနေပြီးတော့မြတ်စွာဘုရားနဲ့ယဟန္တာကြီး900ကြွားတော်မူသွားတော့ဘုရား၌ကောင်းငင်ကဘာဖြစ်လဲလေတိုက်တယ်လေတိုက်တော့သင်္ကန်းကဖြတ်နဲ့သင်္ကန်း900သင်္ကန်းနေလေတိုက်တော့ကောင်းငင်မှာအတန်ကြီးကြားနေရတယ်ဘုန်းကြီးတို့အလံကိုလေတိုက်လို့ဖြတ်နဲ့မြည်နေတယ်လို့မြတ်စွာဘုရားနဲ့သင်္ကန်း900ကောင်းငင်ကကြွသွားတာအဲ့ဒါလေတိုက်တော့ဖြတ်နဲ့ကောင်းငင်ကနေပြီးတော့အတန်ကြားတဲ့အခါကျတော့နန္ဒောပနန္ဒနဂါမင်းကြီးကကောင်းငင်ကိုသူကမောကြည့်လိုက်တယ်ဘာပါလဲဆိုတော့ကောင်းငင်ကိုမောကြည့်လိုက်တော့သူဘာတွေ့လဲဣမေဟိနာဂမုံတကဣမေဟိနာမမုံတကသမဏတာအမကံဥပရိဘဝနေဒေဝနာတာဝရိန္ဒနာပဝိတံတိပိနိခမန္တိပိသိုးမှန်ဆိုနဲ့နန္ဒောပနန္ဒနဂါမင်းကြီးကဒီကတုံးလေးဟာဣမေဟိနာမမုံတကဆိုတဲ့စလုံးကကတုံးရုပ်လို့ဒီလိုသုံးလိုက်တာတန်ခါနဲ့ဘုရားကိုဒီကတုံးရုပ်တဲ့ဟာအာမကံဥပတိဘဝနေငါရဲ့ဗိမာန်မောကနေပြီးတော့ဒေဝနန္တာဝရိန္ဒနာဒီနတ်ပြည်လို့ခေါ်တဲ့တာဝရိန္ဒနတ်ပြည်ကိုပဝိတံတိပိနိခမန္တိပိဝင်လိုက်ထွက်လိုက်နဲ့ဒီကတုံးလေးမှာအလုံးရှုံနေလည်းမသိဘူးနန္ဒောပနန္ဒနဂါမင်းကြီးစိတ်ချိုးသွားတာဘာဖြစ်သွားလဲပရိသတ်ဒီနတ်ပြည်ကိုဘာဖြစ်လို့ခဏလာနေလည်းမသိဘူးကောင်းငင်ကနေပြီးတော့သူတို့နတ်ပြည်ကိုဝင်လိုက်ထွက်လိုက်နဲ့လုံနေတာဘာမှအလိုက်ကမ်းစိုးမသိဘူး
တို့ဝင်နေထွက်နေတာအရေးမကြီးဘူးငါစားဖို့တောက်ဖို့လို့ပြင်ထားတဲ့စားပွဲတောက်ပွဲတွေကိုတို့ချေမုံနေလာကြတယ်သူစားဖို့လို့ပြင်ထားတဲ့တဲကိုချေမုံနေလာကြတော့အဲ့ဒီမှာကျက်သေးမရှိဘူးယွန်းစရာကောင်းတယ်နာဒါနိဣတောပဋ္ဌာယတာဝရိန္ဒနံကံတုံဓတ္တမိဒီနေ့ကစပြီးတော့ဟောဒီတာဝရိန္ဒနတ်ပြည်ကိုဟောဒီကတုံယုတ်တေဝင်ခွင့်ထွက်ခွင့်ကိုငါမပေးတော့ဘူးတဲ့ဘေသတေနန္ဒောပဏာနာနဂမင်းကြီးရဲ့စိတ်ထဲမှာအမှုရှိတဲ့သံဃာတော်တွေနတ်ပြည်ကိုဝင်နေထွက်နေတာတွေကိုစိတ်ဆိုးပြီးတော့ဝင်ခွင့်ထွက်ခွင့်မပေးဘူးအဲ့ဒီလိုသူစိတ်ထဲမှာအဲ့ဒီမှာတခါတည်းအကြံဖြေတော့နန္ဒောပဏာနာနဂမင်းကြီးကစားပွဲတောက်ပွဲကိုခဏထားခဲ့ပြီးတော့သူဘာလုပ်လိုက်တော့ဆိုတော့တကိုးကြီးတဲ့နတ်မင်းကြီးဆိုတော့တန်ဃာတော်တွေရှေ့ရောက်တကိုးနဲ့ခတ်သုတ်သုတ်လေးသူကအရင်ပြေးသွားတာသူပါတီပွဲကြီးဟဲ့ကောင်းနေမင်းတို့ပါတီပွဲခဏရအောင်ကွာဒီကတုံးရုပ်တွေကိုငါပညာပြအောင်ပဲဆိုပြီးတော့ပြုံးမနဲ့တခါတဲ့ပလင်မော်ကနေပျောက်သွားတန်ဃာတော်လေးရှိကသုတ်သုတ်ပြေးပြီးတော့ပြေးတိုက်ဘာသွားလို့တုံးဆိုတော့နတ်ပြည်ကိုသွားတဲ့လမ်းကိုရှေ့ကနေသွားပိတ်တယ်တဲ့ဘယ်လိုပိတ်တုံးဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့မြင်းမို့တောင်ကြီးကိုခုနှစ်ပတ်ပတ်ထားတယ်လေဘယ်နှပတ်ပတ်ထားလဲခုနှစ်ပတ်ပတ်ထားတာခုနှစ်ပတ်ပတ်လိုက်ပြီးတော့အဲ့ဒါတာဝရိန္ဒနတ်မျိုးတော်နဲ့တကောကတရားမင်းကြီးရဲ့ဝေဇယန္တာဗိမာန်ကြီးရဲ့အထွတ်ထုပိကာဆိုတာဘိတို့ပြေတာဟိုးပြတ်သားဆောင်ကြီးရဲ့ထိတ်ဆုံးကအချွန်လေးကိုအဲ့ဒါထုပိကာလို့ခေါ်တယ်အဲ့ဒီထုပိကာကိုဗပြင်းနဲ့ဖုံးထားလိုက်ဗပြင်းနဲ့ဖုံးထားလိုက်တော့မြတ်စွာဘုရားနဲ့သံဃာတော်တွေကကောင်းကင်ခရီးဇံအောင်စီးပြီးတော့တဖြည်းဖြည်းနဲ့ကြွတော်မူလာတာအဲ့ဒါတဏှာရောက်တော့ဩရှင်ရထပါဠကမြတ်စွာဘုရားကိုနောက်ကနေလှမ်းပြီးတော့လျှောက်တယ်ပုံပေဗန်းနေဣတောတိနေယုံပတ္တမတာဝရိန္ဒာနံပတ္တမဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားခါတိုင်းဆိုရင်တပည့်တော်တို့ဒီနေရာရောက်တယ်ဆိုတာနဲ့မြင့်မော်တောင်ကြီးရဲ့တာဝရိန္ဒာရဲ့ပြတ်တာဆောင်းနေရဲ့ဝေဇယန္တာကြီးရဲ့ဝေဇယန္တာနန်းပြတကထုပိကားတွေကိုမြင်ရပါလေဗျာအခုဒီနေရာရောက်တာတော့မှတာဝရိန္ဒာနတ်ကြီးလည်းမမြင်ရတော့ဘူးဝေဇယန္တာနန်းပြတကြီးလည်းမမြင်ရတော့ဘူးအဲ့ဒီလိုလျှောက်တယ်တဲ့အဲ့တော့ဘုန်းကြီးတို့ပြည့်တဲ့ဒီနေ့နက္ခတ္တဗေဒပညာရှင်တွေကကောင်းကင်မှာလမ်းကြည့်ပြီးတော့ဘုန်းကြီးတို့ပြည့်တဲ့ကြားဘူးမှာဒူဝင်ကျဲတဲ့မကျဲတဲ့လေဒူဝင်ကျဲဆိုတာမကြားဘူးလားကြားတော့ကြားဘူးတဲ့ဘယ်ကျဲမှလည်းမသိဘူးကောင်းကင်မှာဒူဝင်ကျဲတဲ့တောက်ကြကျဲတဲ့အဲ့ဒီဒူဝင်ကျဲကိုဘုန်းကြီးတို့ပြည့်တဲ့ဒီနေ့နက္ခတ္တဗေဒပညာရှင်တွေကဘယ်လိုယူဆတော့ဆိုလို့ရှိရင်အဲ့ဒီဒူဝင်ကျဲအယောင်လက်နေတာဟာတဲ့ဟိုတရားမင်းကြီးရဲ့ဝေဇယန္တာနန်းပြတ်ထိတ်ကထုပိကာကနေအယောင်လက်နေတာလို့အဲ့ဒါဒီနေ့နက္ခတ္တပညာရှင်တွေကတော့အဲ့ဒီလိုလက်ခံတယ်လို့ဒီလိုပြောကြတယ်ပြည့်တဲ့အဲ့ဒီလိုပေါ့လေကောင်းကင်မှာငကိုကမြင်နေတဲ့ဟာတွေမမြင်တဲ့အခါကျတော့ရင်ရထပါဠကမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကရှင်ရထပါဠကိုဗာမိန်တော်မူတော့ဆိုရင်နန္ဒောပဏန္ဒနာမနာဂသာသာတုံမာကံကုပိတေနမနေနပရိစ္ဆာဒိဋ္ဌိစေတရထပါဠနန္ဒောပဏန္ဒနဂမင်းကြီးစိတ်ဆိုးပြီးတော့အဲ့ဒီမြင့်မို့တောင်ကြီးကိုဝေဇယန္တာနန်းပြတ်ကြီးကိုဗပြင်းနဲ့အုပ်ပြီးတော့သူ့ခုနှစ်ခွေပြီးတော့ဖုံးလာလိုက်တာလို့မြတ်စွာဘုရားကမိန်တော်မူတော့ရှင်ရထပါဠကအဲ့ဒါဆိုရင်ဓမ္မေမိမံဗန္နေတပည့်တော်သွားဆုံးမလိုက်တယ်ဗျာဒီနဂမင်းကြီးကိုတပည့်တော်တို့သွားတဲ့လမ်းကိုပိတ်ထားတာဒီနဂမင်းကြီးကိုတပည့်တော်သွားဆုံးမလိုက်မယ်ဗျာလို့လျှောက်တော့မြတ်စွာဘုရားကအာဂမေဟိရထပါဠရှင်သာရထပါဠမင်းအသာနေတားတယ်အဲ့ဒီမှာသင်္ဃာတွေကောင်းကင်မှာရနေတဲ့ရှေ့ထဲသွားလို့မရတော့
အဲ့ဒါနဲ့နောက်တစ်ပါးဘယ်သူထွက်လာတော့ဆိုတော့အရှင်ဗတ္တိယတဲ့ဒေသရဲ့အရှင်ဗတ္တိယဆိုတာဘုန်းကြီးတို့ပိဿဝဂ္ဂီ၅ဦးထဲမှာကွန်တင်ညာဗတ္တိယဝေါပမဟာနံအတ္တဇိဆိုတာအဲ့ဒီထဲမှာရှင်ဗတ္တိယကထွက်လာထွက်လာပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်သွားဆုံးမမယ်ဗျာဟောဒီနန္ဒောပဏ္ဏနဂါမင်းကြီးကိုအာဂမေဟိဗတ္တိယဗတ္တိယမင်းငြိမ်ငြိမ်လေးနေစမ်းနောက်ဆုတ်သွားတယ်ရှင်ဗတ္တိယဘယ်သူထွက်လာတော့ဆိုဘုရားသားရာဟုလာထွက်လာတယ်ဘယ်သူထွက်လာလဲဒါတော့ရာဟုလာကလည်းသူကယဟန္တာဖြစ်ပြီးပြီယဟန်ပြုတဲ့ယဟန်ခံပြီးလို့မကြခင်မှာပဲဒါတော့ရာဟုလာယဟန္တာဖြစ်သွားတာသူကအဲ့တော့သူကထွက်လာတဲ့ခမဲတော်ဘုရားဟောဒီနန္ဒောပဏ္ဏနဂါမင်းကြီးကိုသားတော်သွားဆုံးမမယ်ဘုရားအာဂမေဟိယာဟုလာမင်းအသာနေသံအဲ့ဒီလိုနဲ့ဘေကရေဓမ္မပိဓမ္မတပိုင်းမှာထွက်ပြီးတော့မြတ်စွာဘုရားကိုခွင့်တောင်းတာနောက်ဆုံးဘသူထွက်လာလဲအရှင်မဟာမောဂလန်ဘသူထွက်လာလဲရှင်မမောဂလန်ထွက်လာတဲ့အခါကျတော့မှရှင်မောဂလန်ကမြတ်စွာဘုရားကိုလျှောက်တယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနန္ဒောပဏ္ဏနဂါမင်းကြီးကိုတပည့်တော်သွားဆုံးမပါမယ်မနတိကရောဟိမောဂလန္နာစေတမောဂလန်မင်းသွားဆုံးမတာတော့ဆုံးမပေါ့ကွာတဲ့တရားနာတော်မေးသားကြီးဘုရားကသွားလို့ဒါလည်းမပြောသေးဘူးတကူအရာမှာဧရတဲ့ရထားတဲ့ငကားဘလောက်ဆိုးလုံးဆိုတာကြည့်တော့တကူအရာမှာဧရတဲ့ရတဲ့ရှင်မောဂလန်ကိုမြတ်စွာဘုရားကဗာမိန်တော်မူလိုက်တော့ဆိုတော့မနတိကရောဟိမောဂလန္နာသွားဆုံးမတော့ဆုံးမမောဂလန်တဲ့ဒါပေမဲ့လို့တတိထားပါဘာလို့ပါလဲတတိထားပါတဲ့အဲ့တော့ယဟန္တာရှင်သူမြတ်ကြီးတွေ900ပါလာတာပဲမိသား900လုံးဟာလည်းပဲတကိုးကြီးမြတ်တော်မူတဲ့ယဟန္တာကြီးတွေပဲအဲ့တော့ယဟန္တာ900တကိုးချင်းအတူတူပဲဒါပေမဲ့လို့တခြားယဟန္တာကြီးတွေကိုဘုရားကဆုံးမခွင့်မပေးဘဲနဲ့ဘာဖြစ်လို့အရှင်မောဂလန်ကိုကဆုံးမခွင့်ပေးတာလို့ဆိုရင်ခိပ္ပနိတန္တိလို့ဘိန်းတို့စာပေများမှာဒီလိုသုံးပါအဲ့ဒါကဘာလို့ဆိုတော့တစ်စက္ကန့်အဲ့ဒီတစ်စက္ကန့်အတွင်းမှာပင်ပြုံတိုင်းနဲ့ချက်ချင်းဇံဝင်စားပြီးတော့ကာကွယ်နိုင်လောက်တဲ့စွမ်းအားဟုတ်ကြတော်တွေမှမရှိဘူးအဲ့ဒါရှင်မောကလန်တပါးလေးရတယ်ဟုတ်ကြတော်တွေကနည်းနည်းကြားတယ်သူကဇံဝင်စားပဲဆိုလို့ရှိရင်ပရိကံတွေဘာတွေလုံးနေတာဇံဝင်စားသူကနည်းနည်းကြားတယ်ရှင်မောကလန်ကအဲ့လိုမဟုတ်တစ်စက္ကန့်အတွင်းမှာလည်းချက်ချင်းဇံဝင်စားချက်ချင်းအဲ့ဒီဇံကပြန်ထနိုင်တယ်ဘလောက်လင်းမြန်လို့ဆိုတာပဲရတဲ့အဲ့ဒါကြောင့်မို့လို့သာသနာတော်မှာတကူအရာမှာရှင်မောကလန်ကိုမိတဲ့ပုဂ္ဂိုလ်မရှိဘူးဒါကြောင့်ရှင်မောကလန်ကအဲ့ဒီတကူဆိုတဲ့ဘွဲ့ဧရတဲ့ဘွဲ့တွန်းကုန်တို့ကိုရထားတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကရှင်မောကလန်ကိုရွေးလိုက်တာအဲ့လိုတကူကြီးတဲ့ပုဂ္ဂိုလ်ကိုမှဆုံးမခွင့်ပြုတာဒါတောင်မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကမှားလိုက်သေးတယ်နော်မနတိကရောဟိမောကလန်နာစေတမောကလန်သတိထားနော်စေတမောကလန်သတိထားနော်မဟိတိကောနာကောမဟာနုဘာဝထပြောလိုက်သေးတယ်စေတမောကလန်နန္ဒောပဏ္ဏနဂါမင်းခအမတန်တကိုးကြီးတယ်ဆိုတော့ကျွန်တော်ကလည်းဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနန္ဒောပဏ္ဏနဂါမင်းလိုမျိုးအကောင်100 1000 တသိန်းမြင်ဖြစ်ပါစေတပည့်တော်ဆုံးမနိုင်ပါတယ်ဗျာအဲ့ဒါမြတ်စွာဘုရားကကဲအဲ့ဒါဆိုလဲသွားပြီးတော့မောက္ကလန်ဆိုပြီးတော့ဖယားနဲ့သင်္ဃာတွေကောင်းကင်မှာရပ်ပြီးတော့ကြည်နေတဲ့ပရိသတ်ရှင်မောက္ကလန်သွားပြီရှင်မောက္ကလန်အဲ့ဒါဘာလို့ဆိုတော့မြတ်စွာဘုရားရဲ့ခွင့်ပြုချက်ကိုရန်လဲရတော့ရှင်မောက္ကလန်ဒီချက်ချင်းသံတမဘဝင်စားပြီးတော့မလုပ်လိုက်လေဒုက္ခနာကိုဖြောက်ပလိုက်ယဟန်အသွင်ပြောက်ပြီးတော့နန္ဒောပဏ္ဏနဂါမင်းထက်နှစ်ဆလောက်ကြီးတဲ့နဂါမင်းပုံသဏ္ဍာန်ဖန်ဆင်းပြီးတော့နန္ဒောပဏ္ဏနဂါမင်းပတ်ထားတာ9 ပတ်ဘယ်နှပတ်လဲမြင့်မို့တောင်ကြီးကို9 ခွေခွေပြီးပတ်ထားတာ
ရှင်မောကလန်ကအဲ့ဒီနန္ဒောပနန္ဒနဂါမင်းကြီးတဲ့နဆကြီးတဲ့နဂါရောက်ဖန်ဆင်းပြီးတော့ပရိသတ်အဲ့ဒီမြင့်မို့တောင်ပေါ်မှာပတ်ထားတဲ့နန္ဒောပနန္ဒနဂါမင်းကြီးအပေါ်ကနေထပ်ပြီးတော့14ပတ်ပတ်ပြစ်တာဘယ်နှပတ်ပတ်ပြစ်တာလဲဒါကြောင့်ဘုန်းကြီးတို့အောင်ကြီး7ပါးပဋိကားတွေကိုကြည့်အဲ့ဒီအောင်ကြီး7ပါးပဋိကားတွေထဲမှာဒီအနန္ဒောပနန္ဒနဂါမင်းအောင်တော်မူခမ်းမှာဒီမြင့်မို့တောင်ကြီးကိုပတ်ထားတာနဂါ2ကောင်တကောင်ကရှင်မောကလန်တကောင်ကအဲ့ဒါနန္ဒောပနန္ဒနဂါမင်းအဲ့ဒီနန္ဒောပနန္ဒနဂါမင်းကိုနောက်ထပ်တစ်ခါတည်း14ပတ်ပတ်ပြီးတော့ဘယ်လိုလှုပ်လိုက်တုံးလို့ဆိုတော့ပရိသတ်နဂါမင်းကိုနန္ဒောပနန္ဒနဂါမင်းကိုရှင်မောကလန်ညှစ်တာအောက်ကမြင့်မို့တောင်ကြီးခန်းနေတယ်အလဲကောင်ကနန္ဒောပနန္ဒနဂါမင်းအပေါ်ကရှင်မောကလန်ဖန်ဆင်းတဲ့နဂါမင်းအဲ့ဒါတကားတဲ့ဘယ်လိုလဲကြားလဲကောင်ကနန္ဒောပနန္ဒနဂါမင်းဖြစ်နေတာအောက်ကမြင့်မို့တောင်ဆိုတော့အဲ့ဒါတကားတဲ့နန္ဒောပနန္ဒနဂါမင်းကိုရှင်မောကလန်ကဖိပြီးတော့ညက်တဲ့အခါကျတော့နန္ဒောပနန္ဒနဂါမင်းစိတ်ဆိုးတာငါကိုဖိညာထားတာငါအပေါ်ကဟေးဘယ်သူတော့သူအောက်ကနေလမ်းလိုက်တာငါကိုဖိထားတာဘယ်သူတော့ထားအော်တော့ရှင်မောကလန်ကမဖြေဘူးပိဿမဖြေလေစိတ်ဆိုးလေနာကလည်းနာနေပြီမဖြေလေစိတ်ဆိုးလေအဲ့တော့ဘယ်လိုလွတ်လဲပိဿစိတ်လဲစိတ်ဆိုတော့မိခိုးတွေလွတ်တယ်တဲ့ဘာတွေလွတ်လဲအေးနန္ဒောပနန္ဒနဂါမင်းလွတ်လိုက်တဲ့မိခိုးကတာမန်လူသားတယောက်အတွက်ဆိုရင်တော့ပိဿအသားတွေအယိုးတွေကျေပြီးတော့ခွဲပြကျသွားနိုင်တယ်တဲ့အဲ့တော့ဒီနေရာမှာနဂါတို့ရဲ့အစိတ်မိခိုးအစိတ်ငွေအလျံဘယ်တော့ပြင်းတော့ဆိုတော့အဲ့ဒါဘုန်းကြီးတို့ပြေးတာဒါလေးနည်းနည်းလေးအာယုံပြုအဲ့တော့ဘုန်းကြီးတို့ဟိုပရိကြီး17သုတ်မှာခန္ဓာသုတ်တယ်ဘာသုတ်လဲပြေးတာခန္ဓာသုတ်ဆိုတာပရိကြီးသုတ်ထဲမှာပါတယ်အဲ့ဒီခန္ဓာသုံးမှာလာတဲ့အကြောင်းအရာလေးဘုန်းကြီးနည်းနည်းပြောမယ်သဗ္ဗတိဝိဒဇာတိနံဒိဗ္ဗမန္တံကတံဝိယယနာသေတိဝိတံဂောရံသေတင်္စာပိပရိတယံအာနာခေတံမိသဗ္ဗတသဗ္ဗဒသဗ္ဗပါဏိနံသဗ္ဗသောပိနိဝရေတိပရိတံတံဗနာမဟေသဗ္ဗတိဝိဒဇာတိနံလင်သောအစိတ်ရှိသောမွေမျိုးမှန်သမျှတို့ဤဂောရံပြေးထန်လက်စွာသောဝိသံစိတ်ကိုနာသေးတိဝိယအရှင်းပြောက်ပြေပျက်စီးစေတတ်တဲ့ကဲ့သို့တတ္တထို့သောယံပရိတံအခြင်းခန္ဓာသို့ပရိတော်သည်သဗ္ဗတာအလုံးစုံသောအာနာခေတံမိအာနာခေအတွင်း၌သဗ္ဗပါဏိနံလုံးစုံသောတတ္တဝါတို့၏ဂောရံပြင်းထန်လာသောဝိသံစအစိတ်ကို၎င်းသေတံအစိတ်မှကျွင်းသောပရိသယံစာပိဘေးရန်အမျိုးမျိုးကို၎င်းသဗ္ဗရာအခါခါသိသဗ္ဗသောပိကျွင်းကြံမထင်ကုံးမဲ့လျင်နိဝရေတိမေတ္တဘေရှာနိုင်ပေ၏တံပရိတံထောခန္ဓာသို့ပရိတောကိုမယငါတို့သည်ဗနာမကောင်းစွာမသွေရွပွားရသည်ကုန်ရာသတည်းပရိသတ်ရဲ့အဲ့ဒီခန္ဓာသို့ပရိကမွေကိုနိုင်တယ်ဘာကိုနိုင်တယ်တဲ့လေအဲ့တော့မွေနဲ့နဂါထူးခြားမှုဘာရှိလဲဒါလေးပြောကြည့်ကြအောင်ဘုန်းကြီးတို့မွေနဲ့နဂါဘာနဲ့ဘာနဲ့မွေတွေ့ဘူးလားနဂါတွေ့ဘူးလားမတွေ့ဘူးနဂါမတွေ့ဘူးသွားကြည့်ဟောဒီနားကဘုရားဘေးမှာနဂါကြီးရေးထားတာအယုတ်ကြီးမွေကြီးရင်နဂါဖြစ်တယ်တဲ့ဘာလဲလဲမရေးတာမွေကြီးလာတဲ့အခါမှာနဂါဖြစ်တယ်မွေအကောင်သိပ်ကြီးသွားပြီဆိုအဲ့ဒါသူ့ကိုနဂါမျိုးတဲ့ကိုထည့်ရတယ်နဂါဟာမွေတို့ပြေးတာအခုထင်တယ်လို့အမောက်တွေဘေးကအစွဲတွေဒီဘေးကတော့ကပါမအကြီးကိုနေဒါတွေမရှိဘူးနဂါဟာမွေပဲမရေးတာမွေကြီးလာရင်နဂါဖြစ်သွားရောအခုပကြီးဆရာတွေကအဲ့ဒါနဂါဆိုရင်လည်းလှအောင်ပအောင်ဆိုပြီးတော့ဘေးနာကနေဘာတွေထည့်ညာတွေအမောက်တွေဘာတွေနဲ့ဒီလိုလှလှပပခြေထားတာအမှန်မှန်ကတော့မွေပဲမွေအကောင်ကြီးသွားလို့ရှိရင်သူ့အဲ့ဒါနဂါမျိုးတဲ့သွင်းရတယ်အဲ့တော့ဘုန်းကြီးတို့ဒီမွေနဲ့ပတ်သက်ပြီးတော့နိုင်တဲ့ပေါ့လေမွေနိုင်တဲ့ဂါထာတနည်းပြောမွေစိတ်ဖြေတဲ့ဂါထာတ
နည်းပြောလို့ရှိရင်ဒီဂါထာကိုရွတ်ရင်မွေစိတ်ကြတယ်။ဘာစိတ်ကြလဲ။ဒီဂါထာရွတ်လို့ရှိရင်မွေစိတ်ကြတယ်တဲ့။အဲ့တော့ဒီဂါထာကိုမြတ်စွာဘုရားကဗမာပေးတာလေဇေတဝန်ကျောင်းမှာပေးတာ။ဘယ်သူကိုပေးတာလဲယဟန်တစ်ပါးမွေကြိုက်လို့အဲ့ဒီမွေကြိုက်တော့အဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီခန္ဓာသို့ပရိတ်ကိုယောတောတဲ့တောင်လင်းသွားလို့ရှိရင်အဲ့ဒီခန္ဓာသို့ပရိတ်ကိုယောမွေကြိုက်ခံလို့ရှိရင်လည်းအဲ့ဒီခန္ဓာသို့ပရိတ်ကိုယောရေတိုက်ချလက်နဲ့တတ်ချအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကဘုန်းကြီးတို့ပရိသတ်ဒီမွေနဲ့ပတ်သက်ပြီးတော့ဟောတာလေးဒါလေးတော့ဘဟုသုတပေါ်တယ်ကဋ္ဌမုခမွေတဲ့မွေတစ်ကောင်နံပါတ်1ဘုရားကပြောတယ်ကဋ္ဌမုခမွေဆိုတာအဲ့ဒီမွေကြိုက်ခံရလို့ရှိရင်ဘယ်လိုဖြစ်လာတော့ဆိုတကူလုံးလူကခါတယ်တောက်သွားတယ်လူကလည်းခါကြောက်ကြည့်လို့ဖြစ်သွားတယ်တဲ့ဒါဘုရားလက်ထက်ကမွေတွေနောက်တက်ကပုတိမုခမွေတဲ့ဒီမွေကြိုက်ခံရလို့ရှိရင်တော့ဖြင့်ဘာဖြစ်လဲအသားတွေကလေအရေတွေထွက်လာတန်ငွေနဲ့ကောက်နောက်တက်ကအေဂိမုခမွေလေအေဂိမုခမွေဆိုတာအဲ့ဒီမွေကြိုက်ခံရလို့ရှိရင်လူကတကူလုံးမီးလောင်ထားသလိုပဲပူလာတယ်နောက်တစ်ခုတတ္တမုခမွေတဲ့အဲ့ဒီမွေအကြိုက်ခံရလို့ရှိရင်တော့ဖြင့်ခန္ဓာကိုယ်ကဘာဖြစ်လဲအပိုင်းပိုင်းတခါတည်းပြတ်လာတယ်တဲ့အဲ့တော့ဘုရားတို့မြေသားပေါင်းတော်ကောင်းတို့အဲ့ဒီမွေတွေရဲ့၄မျိုးရဲ့အစိတ်ဟာဗမာရှိတုံးဆိုရင်အာတိယံဝိတံဧတာတိအာတိဝိသောဧတသာအဲ့ဒီမွေအာတိယံအဆွဲ၌ဝိတံအစိတ်သည်အဋ္ဌိရှိ၏တဲ့မြေသားမှတ်တော့တော်ပြောဆိုမွေတွေရဲ့အစိတ်ဟာဗမာရှိတုံးဆိုအဆွဲမှာပဲရှိတယ်တဲ့ဗမာရှိလဲမွေရဲ့အစိတ်ဟာအဆွဲမှာပဲရှိတယ်တဲ့အဲ့တော့အဲ့ဒီမွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီမွေကိုက်လို့ခံရတဲ့ပုံကိုယ်တွေဟာခုနတော့ကပြောသလိုပေါ့ပြည့်တဲ့ဒီမွေ၄မျိုးအဲ့ဒီမွေ၄မျိုးမှလည်းပဲဓာထဝိသအကိုက်ခံရလို့အစိတ်တက်တဲ့မွေဒိဋ္ဌဝိသမြင်ယုံတဲ့အစိတ်တက်တဲ့မွေဖုဋ္ဌဝိသအထိခံယုံတဲ့အစိတ်တက်တဲ့မွေနောက်တက်ကဝါဒဝိသလေတိုက်လို့မွေကလေထဲမှာနေတယ်ကိုကလေအောက်မှာနေတယ်အဲ့ဒီမွေကိုလေဖြတ်တိုက်လာတယ်အဲ့ဒီလေကိုရှူရလို့ဘုံဆိုပြည့်လဲသွားတာလည်းရှိတယ်အဘုရားလက်ထက်ကတောထဲမှာမွေဘလောက်ပေါ်တော့ဆိုတော့မသိဘူးပေါ့အဲ့ဒီမှာဘုန်းကြီးတို့တခုမြတ်စွာဘုရားကဒီမှာဘုန်းကြီးတို့တန်ရုပ်ပါဠိတော်မှာဘာတခုပြထားတော့ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာသူ့ရဲ့ညီအရှင်ဥပသေနနှစ်ပါးလုံးကယဟန္တာတွေနှစ်ပါးလုံးကဘာတွေလဲအဲ့ဒီနှစ်ပါးလုံးယဟန္တာတွေဗမာသတင်းသုံးလေတဲ့ရာဇဂိုပြည်ရင်းတိုက်တော်ကြီးထဲမှာသဗ္ဗသွန်တိကလို့ခေါ်တဲ့လိုင်ကိုကြီးထဲမှာဒီကိုနှစ်ပါးသတင်းသွားသုံးနေတယ်အဲ့တော့ရှင်ဥပသေနကဘာလုံးနေတယ်လိုင်ကိုထဲမှာသင်္ကန်းထုတ်နေတယ်တဲ့ဘာလုံးနေလဲပိယတာသင်္ကန်းပြဲလို့အရှိနဲ့အနဲ့သင်္ကန်းချုပ်နေမှာပေါ့ရှင်သာရိပုတ္တရာကဟိုခလန်းလေးမှာထိုင်နေတယ်သူညီလေးကသင်္ကန်းချုပ်နေတယ်ဥပသေနကအဲ့ဒါလိုင်ကိုပေါ်မှာမွေးနှကောင်ကစားနေတာတဲ့ကစားနေတာချော်ပြီးတော့ရှင်ဥပသေနရဲ့ခန္ဓာကိုယ်ပေါ်ကိုပြုတ်ကျလာတာအဲ့ဒီမွေကပြုတ်ကျလာတာသိလဲသိတော့ထိယုံနဲ့သွားသေတဲ့မွေဒီမွေကအဲ့တော့ရှင်ဥပသေနကသိတယ်ဟာငါပေါ်မွေပြုတ်ကျလာပြီငါတော့သေပြီအဲ့ဒါဘယ်လိုလုပ်လဲချက်ချင်းတခါတည်းအဲ့ဒီမှာဇံဝင်စားလိုက်ပြီးတော့ခန္ဓာကိုယ်ဖယိုဖယအပိုက်မဲ့တစ်ပြတ်ထွက်မသွားချက်ချင်းတခါတည်းဟန္တာကြီးကဇံဝင်စားလိုက်တာဇံဝင်စားပြီးတော့အဲ့ဒါရှင်သာရိပုတ္တရာကိုခေါ်တယ်ရှင်ဘုရားသာရိပုတ္တရာတန်ဃာတော်တွေခေါ်ပါဗျာတန်ဃာတော်တွေခေါ်ပါဗျာဘာဖြစ်လို့လဲတပည့်တော်ကိုလှိုင်ကိုပြင်ဘက်ကိုထမ်းထုတ်လှိုင်ကိုပြင်ဘက်ကိုထမ်းထုတ်ပြီဟဲ့ဘာဖြစ်လို့လဲရှင်သာရိပုတ္တရာကမြန်ထုတ်ပါဗျာဟဲ့ကိုတော်တွေလာကြရှင်ဥပသေနကသူ့ကိုအပြင်ထုတ်လို့ပြောတယ်မြန်ထုတ်ပေးလိုက်ကြသန်းဆိုတော့အဲ့ဒါဂရင်ကြီးပါထမ်းပြီးတော့ပရိသတ်သင်္ဃာတွေဝိုင်းပြီးတော့လှိုင်ကိုပြင်ဘက်ကိုထုတ်တာအပြင်လဲရောက်ရောခန္ဓာကိုယ်ကအပိုက်မဲ့တိပြတ်ပြီးတော့အဲ့ဒါပြိဋိဘံဆံသွားတာအဲ့ဒီမွေမျိုးကိုဘုန်းကြီးတို့ဇံပေများမှာဗာပြောလဲဖုဋ္ဌဝိသထိယုံနဲ့အဲ့ဒါသိတယ်အဲ့ဒီမွေကြတော့ဒါကြောင့်မို့လို့အဲ့ဒီလိုတွေခဏဖြစ်တော့မြတ်စွာဘုရားကတန်ဃာတော်တွေကိုကိုင်အယံအတားလေးတော့ပေးမှဖြစ်တော့မယ်မြတ်စွာဘုရားကပရိတ်ဆိုတာအယံအတားပရိတ်ဆိုတာဘာလဲဘုရား
ဒါကြောင့်တေချာမှတ်တာပရိတ်ဆိုတာတချို့ကထင်တယ်ပရိတ်ကဘုန်းကြီးတွေပဲရွတ်ကောင်းတယ်ထင်တာမဟုတ်ဘူးပရိတ်ကဘယ်သူရွတ်ကောင်းတယ်ပရိတ်စာအုပ်လေးဝယ်တာအခုခေတ်ဆိုပူတော်ကောင်းသေးအတန်တွဲလေးတွေပါအဲ့ဒါကိုယ်အိမ်မှာကိုနေတိုင်းနေတယ်အဲ့ဒါဘုရားရှိခိုးပြီးလို့ရှိရင်တနင်္ဂနွေနေ့ဆိုရင်မင်္ဂလာသုတ်ရောတနင်္လာနေ့ဆိုယရဏသုတ်ရောအင်္ဂါနေ့ဆိုမေတ္တာသုတ်ရောနေ့နဲ့ဆင်ပြီးတော့သွားတာပရိတ်ကဘာမှမခဲဘူး9မိနစ်တောင်မကြာဘူးပရိတ်ကအဲ့ဒါပရိတ်ကြီးရအောင်ချက်ထားကြအဲ့ဒါမွေနိုင်တယ်မွေစိတ်ဖြေလို့ရတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကဒီလိုတွေခဏခဏဟိုကိုယ်တော်လဲမွေကြိုက်လို့ပြန်တော်မူတယ်ရှင်ဥပဇိနလည်းဒီလိုပဲသင်္ကန်းချုပ်နေရင်းနဲ့တခါလဲပြန်တော်မူသွားတာအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကဘာလို့တလဲအဲ့ဒီမှာအပါတေကေဟိမေမေတ္တမေတ္တဒွိပါတေကေဟိမေသတုပတေဟိမေမေတ္တမေတ္တမဟုတ်ပတေဟိမေခန္ဓာသုံးမှာဘုရားရှင်ကိုယ်တော်မြတ်ကဒီဂါထာကိုပေးတာဘေးသက်ရဲ့အပါတကေခြေမရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုဖြစ်ပါသေးသတည်းခြေထောက်မရှိတဲ့တတ္တဝါတဲ့မွေမှာခြေထောက်မပါဘူးပါသလားဘေးသက်မပါဘူးအပါတကေဟိမေမေတ္တမေတ္တဒွိပါတကေဟိမေသတုပတေဟိမေမေတ္တမေတ္တမဟုတ်ပတေဟိမေအပတ္တိအခြေမရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တာမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုဖြစ်ပါသေးတည်းဒွိပါတကေအခြေနှချောင်းရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တာမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုဖြစ်ပါသေးတည်းသတုပတေဟိအခြေ၄ကြောင့်ရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တာမေတ္တာသည်ဟောတုဖြစ်ပါစေတည်းဘောပတိများသောအခြေရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တာမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုကောင်းစွာမသွေဖြစ်ပါစေတည်းအဲ့ဒါမွေနိုင်တဲ့ဂါထာလို့ခေါ်တယ်ပိဿတရေခန္ဓာသုတ်တုတ်လုံးမှာခန္ဓာပရိစ္တော်မှာဒီဂါထာဟာအဓိကဂါထာပဲတဲ့အာပါတကေဟိမေမေတ္တမေတ္တဒွိပါတကေဟိမေသတုပတေဟိမေမေတ္တမေတ္တမဟုတ်ပတေဟိမေခဏခောက်ရော့လက်နဲ့သတ်ချမွေစိတ်ထွက်တယ်တဲ့မိမိရဲ့သီလသမာဓိတော့ဒါတော့လိုတာပေါ့လေအဲ့တော့ဘုန်းကြီးတို့ပြေတာထားလိုက်တော့အခုနန္ဒောပဏာဏနဂါမင်းကြီးဒါကဘုန်းကြီးတို့ခန္ဓာသုံးပါဒီမွေကြိုက်ခံရတဲ့ကိုယ်တော်တွေအကြောင်းလေးတာထည့်ပြောသွားတာအဲ့တော့နဂါနဲ့မွေဟာအတူတူပဲမွေကြီးရင်အဲ့ဒါနဂါဖြစ်တယ်တဲ့အဲ့ဒါရှင်မောကလန်ကအန္ဒောပဏာဏနဂါမင်းကြီးအခိုးတွေအစိတ်တွေလောတော့ဘာလို့လဲပရိသတ်ရင်သတုဋ္ဌဇံဝင်စားပြီးတော့ကာကွယ်ထားတော့ဘာမှထိခိုက်တန်ရမရဘူးအဲ့တော့နန္ဒောပရဏနဂါမေအခုလွတ်တာနဲ့ရှင်မောကလန်ကလည်းဘာလို့လဲပြန်လွတ်တာပဲမိကိုတွေလွတ်ရှင်မောကလန်ကလည်းလွတ်နန္ဒောပရဏနဂါမေကလည်းလွတ်အဲ့လိုလွတ်တော့မိကိုတွေလွတ်တော့မရတော့နန္ဒောပရဏနဂါမေကဘယ်နဲ့လို့လဲမိထောက်မိလျံနေထပ်ပြီးတော့လွတ်တယ်တဲ့ပရိသတ်ရှင်မောကလန်ကလည်းထပ်ပြီးတော့မိထောက်မိလျံနေလွတ်တာအဲ့တော့ရှင်မောကလဇံဝင်စားတာဘလောက်တောင်မြန်တယ်လဲဆိုရင်နန္ဒောပဏာဏနဂါမေလွတ်လိုက်တဲ့မိလျံကိုဘုန်းကြီးတို့ဘေးစားရင်ချက်ချင်းဇံဝင်စားပြီးတော့ကာကွယ်ထားတာပြီးတော့ချက်ချင်းဇံဝင်စားပြီးတော့ပြန်လွတ်တာဘလောက်မြန်တော့ဆိုတာကြည့်သူလွတ်တဲ့မိကိုလည်းဇံဝင်စားပြီးတော့ကာကွယ်ရတယ်ကိုကပြန်လွတ်ချင်တော့လည်းပဲချက်ချင်းဇံပြန်ဝင်စားပြီးတော့ကာကွယ်ရတယ်ဒီတစ်စက္ကန့်အတွင်းမှာအခုဇံဝင်သားလိုက်အခုဇံဝင်သားလိုက်အခုကာဝယ်လိုက်အခုပြန်လို့လိုက်အဲ့ဒီလိုလုံနိုင်တာကဘုန်းကြီးတို့သာသနာတော်မှာရှင်မောကလန်တစ်ပါးတည်းရှိတယ်တဲ့အဲ့တော့နန္ဒောပဏာဏနဂါမင်းကအဲ့ဒီလိုသူကမိကိုမိလျံနေလွတ်တော့အေးဒါလည်းပဲမရဘူးဘယ်သူမှလည်းမသိဘူးငါအပေါ်ကနေပြီးတော့ဒီလိုငါနှိမ့်ဆက်နေတာအဲ့တော့ငါတိုက်ွက်ပြောင်းမယ်တိုက်ွက်ပြောင်းမယ်ငါဘောကငါခန္ဓာကိုယ်ကြီးကိုမြင့်မောတောင်းနဲ့ဖိညတ်ပြီးတော့ပပြင်းနဲ့အုပ်ပြီးတော့ဒီလိုငါအခိုးလျံနဲ့လွတ်နေတာတော့မှသူစီကိုမရောက်ဘူးငါလည်းပူလောင်နေပြီအကျမ်းနည်းနဲ့မရဘူးအနုနည်းကိုသုံးမယ်တဲ့ဗန်နည်းကိုသုံးမယ်တဲ့လေ
အဲ့တော့ပရိသတ်ရေနန္ဒောပရဏနဂါမင်းကြီးကလှမ်းပြောတယ်ကောတိတွန်ဘောဘောအိုအရှင်တွန်သင်ဒီကောတိဘသူဖြစ်ပါသလဲလေသံလေးပြောင်းလာတယ်ဘုရားတော်ကဟေးငါဘောကဘသူတော့ကွာဟေးငါဘောကဘသူတော့ကွာအခုတော့လေသံလေးပြောင်းသွားတဲ့ပရိသတ်အနုနိသုံးမိကောတိတွန်ဘောဘောအရှင်တွန်သင်ဒီကောတိအဘယ်သူဖြစ်ပါသလဲအဟံမောက္ကလံနောဒီတော့မှရှင်မောက္ကလံငါဖြစ်တယ်ငါရှင်မောက္ကလံပဲဆိုတော့မှနန္ဒောပဏ္ဏနဂါမင်းကြီးကဩရှင်မောက္ကလံကိုရောကြီးလားဖရာတပည့်တော်ရှင်ဘုရားမှမသိလို့ပါဒီလိုဆိုရင်ရှင်ဘုရားတပည့်တော်ကိုယဟန်အသွင်နဲ့ပြသားမှတပည့်တော်ဖူးခြင်းလုံးလို့တိုက်ကွက်ဆင်တာအလုပ်တာလည်းပဲရတာတိုက်ကွက်ဆင်တာသူကဟိုမှာနဂါတို့ပတ်ထားတာကိုအဲ့ဒါသူဖြီအောင်သူလုပ်နေတာနန္ဒောပဏ္ဏနဂါမင်းကလည်းညံများတယ်ပဲရတာရဲ့အဲ့ဒါရှင်ဘုရားမှမသိလို့ပါဗျာရှင်ဘုရားရှင်မောက္ကလံဆိုရင်ယဟန်အသွင်လေးနဲ့ပြပါတပည့်တော်ဖူးခြင်းလို့သူစိတ်ထဲမှာကြည်ညိုလို့ဖူးခြင်းလို့ကြည်အေးလို့ရှောင်းနေတာမဟုတ်ဘူးဘုရားမြင်းမို့တောင်းနဲ့ဖိညာနေတာလွတ်ခြင်းလို့ရှင်မောက္ကလံအလစ်ကိုသူထောင်းမှာဒါကြောင့်မြတ်စွာဘုရားကဗာပြောလိုက်လေရှင်မောက္ကလံတော်တတိထာနောတတိထာနောဘုရားခဏခဏမှာနေတယ်မသွားခင်တည်းကအဲ့ဒါရှင်မောက္ကလံအလစ်ကိုသူတွေ့မလို့ဆိုပြီးတော့အဲ့ဒါသူရှောင်းနေတော့ရှင်မောက္ကလံကသိတယ်ရှင်မောက္ကလံကသိတယ်ဒီကောင်တော်အညံများတဲ့ကောင်ပဲသူ့ကိုငါဖိထားတာသူလှုပ်အောင်လှုပ်တာပဲဆိုတော့ချက်ချင်းပဲပြည့်တဲ့ယဟန်တွင်ကိုပြဘာတွင်ကိုပြယဟန်တွင်ကိုပြလဲပြပြီးတော့ဘာဆိုရှင်မောက္ကလံကဘာလို့တော့ဆိုတော့အဲ့ဒါနန္ဒောပရဏနဂါမင်းကြီးရဲ့ဘယ်ဘက်နားတဲ့ကိုဝင်သွားတာဘယ်တဲ့ဝင်သွားတာနဂါမင်းနားနဲ့ဝင်သွားပြီးတော့ညာဘက်နားကနေပြန်ထွဲဘလို့မှသူလို့မရအောင်ဖြစ်နေတယ်ညာဘက်နာကနေပြန်ဝင်ဘယ်ဘက်နာတဲ့ပြန်ထွဲဆိုတော့ရှင်မောက္ကလံအဲ့ဒီလိုလုံးနေတော့ပရိသတ်ရေနန္ဒောပရဏနဂါမင်းဘယ်လိုဖြစ်နေလဲနားတဲ့ကိုနားကြတောင်နဲ့ကြလို့ရာကြီးဖြစ်တယ်လို့ဖြစ်နေမှာပေါ့ဒီဘက်ကဝင်လိုက်ဟိုဘက်ကထွက်လိုက်ဒီဘက်ကဝင်လိုက်ဟိုဘက်ကထွက်လိုက်နဲ့အဲ့ဒီလိုလုံးနေတော့ပယောစိတ်တွေပိုးကောင်တွေဝင်တယ်လို့ဖြစ်နေမှာပေါ့သူစိတ်တွေရာကြီးနဲ့သူခံခဲနေမှာပေါ့မခံနိုင်လွန်းတဲ့အခါကျတော့မှအဲ့ဒီမှာပြန်ပြောတယ်ရှင်ဘုရားသိခံတော်မူပါဗျာတပည့်တော်ကိုဒီလောက်ကြီးမနှိမ့်ဆက်ပါနဲ့ဗျာတောင်းမှမဲတာတောင်းမှနေတာပရိသတ်ကြီးထွက်လာကြည့်ဒီကထွက်လာလို့ကတော့ဒီကိုတော့အသေးပဲနဲ့စိတ်ထဲကနေကျိမ့်ပြီးတော့ပရိသတ်ကြီးရှင်မောက္ကလံနားပေါက်ကနေပြုံးကနေထွက်လာဟောသူကအစိတ်နဲ့တကိုးနဲ့ရှင်မောက္ကလံကိုပဲ့မလို့လုံတော့ရှိသေးတယ်ရှင်မောက္ကလံကဘယ်ဝင်တော့နှာခေါင်းပေါက်ထဲဝင်သွားတယ်ဘယ်ထဲဝင်သွားတာလဲနှာခေါင်းပေါက်ထဲဝင်သွားပြီးတော့နှာခေါင်းထဲဝင်လိုက်ထွက်လိုက်ဘယ်ဘက်နှာခေါင်းပေါက်ကဝင်လိုက်ညာဘက်နှာခေါင်းပေါက်ကထွက်လိုက်ဒီလိုလုံနေတဲ့အခါကျတော့စိတ်ဆိုးမှန်ဆိုးတွေဖြစ်ပြီးတော့ပရိသတ်ရဲ့အဲ့ဒီမှာကြိုက်မဲ့ပုံလုံပြီးတော့ပဇာဟအဆွဲတွေပြူပြထောက်ပြနေတော့ပရိသတ်ရှင်မောက္ကလံကအဲ့ဒါမလုပ်တဲ့နှာခေါင်းကနေထွက်ပြီးတော့ပဇာထဲဝင်သွားတာဘယ်ထဲဝင်သွားလဲပဇာထဲဝင်သွားတာရှင်မောက္ကလံကပဇာထဲဝင်သွားပြီးတော့ဘယ်ကိုသွားလဲဟိုးဘိုက်ထဲမှာနဂါမင်းကြီးရဲ့ဥတွေအဲ့ဒီဥတွေပေါ်မှာပြိဿဘာလုံးနေတဲ့ဈဉ္ညာရှောင်းနေတယ်တဲ့ဘာလုံးနေလဲဟိုခုံးကားလို့ဖြစ်မှာပေါ့နော်ဟိုခုံးကားကြည့်ဘူးတယ်မလားအဲ့ဒီဟိုခုံးကားလို့ဖြစ်မှာပေါ့အဲ့ဒါတခါတော့ဝင်ချသွားတာဒီနေ့ကဟိုခုံးတော့ဝင်လို့ရသေးတာပြိဿတို့ရှင်မောက္ကလံဘာလို့ဝင်မရမှာလဲအဲ့ဒါဝင်သွားပြီးတော့အဲ့ဒါဥထဲမှာသွားပြီးတော့လမ်းလျှောက်တော့မခံမရနိုင်ဖြစ်ပြီးတော့အပြင်ကိုထွက်တော်မူပါဗျာအပြင်ကိုထွက်တော်မူပါဗျာအပြင်ထွက်လာတာနဲ့ဘုရင်သာစာဆိုရှိပါတယ်နဂါတို့မျက်စောင်းအကြောင်းသုံးပါမရွေးဆိုတာအပြင်ကိုထွက်လဲထွက်လာတော့ဘုရင်သားဘာလို့လဲနှာခေါင်းကလေနဲ့မှုတ်ပြီးတော့နောက်ဆုံးလက်နဲ့မျက်စောင်းထိုးတယ်တဲ့ဘာထိုးလဲမျက်စောင်းထိုးနဂါးများစိတ်ဆိုးလို့မျက်စောင်းထိုးရင်အဲ့ဒီလူကပြန်ဖြစ်သွားတော့အလောင်းတော့ရှာမရဘူးလေနဂါးတို့မျက်စောင်းနဲ့အဲ့ဒါနဂါးမျက်စောင်းထိုးတယ်တဲ့
ဘယ်လိုထိုးလဲတော့မသိဘူးပေါ့လေမျက်စောင်းထိုးတာလည်းကမာကြီးတွေထိုးခိုင်းမှာပဲသိမှာဘယ်လိုမျက်စောင်းထိုးလဲမသိဘူးမျက်စောင်းထိုးတယ်တဲ့ကြည့်တာမဟုတ်ဘူးထင်တယ်နော်ဘယ်လိုကြည့်တာလဲစောင်းကြည့်တာအဲ့လိုတခါတည်းမျက်စောင်းလက်ထိုးချအဲ့ဒါတခါတည်းအကုန်လုံးပါပဲပြန်ဖြစ်သွားတယ်အဲ့ဒီလူတာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ဘယ်တိုင်းပြာကိုဖြစ်သွားတာလေအဲ့တော့ရှင်မောကလန်ရဲ့တကောနဲ့ဆက်ချင်းသရုပ်ထသာဝင်သားပြီးတော့ခံလိုက်တဲ့အခါကျတော့မှရှင်မောကလန်ဘာမှမဖြစ်ဘူးမြတ်စွာဘုရားမှားတာလဲတတိရတယ်မောကလန်တတိထားတော်ဆိုတာဒါပဲဒီနေရာကိုဘုရားအဓိကထားပြီးပြောလိုက်တာဒီနေရာအဓိကနောက်ဆုံးလက်နဲ့သုံးတာပဲမျက်စောင်းထိုးချအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားရှင်ကိုရောမြတ်မှာတော်မူတဲ့ဇကတတိယပြီးတော့ရှင်မောကလန်ကချက်ချင်းသရုပ်ထသာဝင်စားပြီးတော့ကာကွယ်ခုခံလိုက်တဲ့အခါမှာဘုရားပြေးတယ်ဘာမှဖြစ်ပါဘူးအဲ့တော့ရှင်မောကလန်ကသူ့စိတ်ကိုကြိုတိထားတာအတွက်ကြောင့်မို့လို့ချက်ချင်းပဲအဲ့ဒါလင်းလင်းမြန်မြန်ဇောင်းဝင်စားတော့ရှင်မောကလန်ဘာမှဘေးအန္တရာယ်မတွေ့မလို့တော့ရှင်မောကလန်ကခလန်းလန်းကိုကြွသွားပြီးတော့ပြေးတယ်ဘာလုပ်လဲဂလုံးရောင်ဖန်ဆင်းတယ်ဘာဖန်ဆင်းလဲဂလုံးရောင်ဖန်ဆင်းပြီးတော့အဲ့ဒါတခါတည်းငကားကိုဂလုံးတုတ်တယ်ဆိုတာကြားဘူးတယ်မလားရှင်မောကလန်ဂလုံးရောင်ဖန်ဆင်းပြီးတော့နန္ဒောပရဏနဂါမင်းနောက်ကနေလိုက်တာပဲကကြီးအဲ့ဒါနဂါကြီးကရှေ့ရပြေးနန္ဒောပရဏကရှေ့ရပြေးရှင်မောကလန်ကနောက်ကဂလုံးရောင်ဖန်ဆင်းပြီးတော့လိုက်ကြောက်လန့်ပြေးရင်လွှားရင်တဲ့ဘယ်လိုမှမလွတ်တော့ဘူးလို့ထင်လဲထင်ကောဘုရင်သားရဲ့အဲ့ဒီမှာနန္ဒောပဏာဏနဂါမင်းသည်နဂါရောင်ဖြောင်းသူကိုယ်သူလူလင်အသွင်ဖန်ဆင်းပြီးတော့မြတ်စွာဘုရားရှင်အတင်းသွားကမြတ်စွာဘုရားရှင်တင်းသွားကပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ကဲပါဘုရားနောက်ကရှင်မောကလန်ကြီးလိုက်နေပါနဲ့ဘုရားရှိရောက်သွားတာမရောက်သွားလဲဘုရားအဲ့ဒါမြတ်စွာဘုရားတန်ကိုရောက်သွားတော့မှအဲ့ဒါဘုရားရှင်မြတ်စွာရှင်မောကလန်တော်ပြီဘုရားကလမ်းအော်တော့မှအဲ့ဒါရှင်မောကလန်ဟိုကနေပြီးတော့ယဟန်တင်ပြန်ပြအဲ့ဒါနန္ဒောပရဏနဂါမင်းမြတ်စွာဘုရားခြေရင်းကိုရောက်ပြီးတော့မှအဲ့ဒါဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားရှင်ဘုရားသည်တပည့်တော်ရဲ့ကိုယ်ွယ်ရာအာထားရာကဲတင်ရာဖြစ်ပါတော်လားဘုရားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏဂုံဆောက်တည်တာဘာဆောက်တည်တာဘုရားရှင်ကြွားတော်မူလာတဲ့ရည်ရွယ်ချက်ကဘေးသားရေနန္ဒောပရဏနဂါမင်းတရဏဂုံတီးမယ်ဆိုတာကိုမြင်တော်မူလို့ကြွားတော်မူလာတာနဂါဆိုတာတိရစ္ဆာန်ပဲနဂါဆိုတာဘာလဲဘုရားဒါကြောင့်မို့လို့တိရစ္ဆာန်ဆိုတာမဲ့ညာဘုံညာကိုမရနိုင်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကမဲ့ညာဘုံညာကိုမရတော့လဲပဲမဲ့ညာဘုံညာကိုမရတော့လဲပဲဒီနဂါမင်းကြီးသည်တရဏဂုံသုံးပါးတည်သွားပြီတရဏဂုံသုံးပါးတည်ပါသေးဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဘုရားရှင်ကိုရောမြတ်ကြွတော်မူလာပြီးတော့ဒုက္ခိခောတုနာဂရာဇာနန္ဒောပဏာဏနဂါမင်းတေတေယဒုက္ခိကိုယ်သိနေပြချမ်းသာခြင်းဒီဟောတုဖြစ်ပါစေဘုရားရှင်ကိုရောမြတ်အဲ့ဒီလိုဒုက္ခိခောတုနာဂရာဇလို့နဂါမင်းကြီးကိုဆူတောင်းပေးခဲ့ပြီးတော့နဂါမင်းမန်းသွဲတွေကျော်တရဏဂုံသုံးပါးတည်သူဗိမာန်သူပြန်သွားတဲ့အခါကျတော့ဘုရားရဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကကောင်းတဲ့ခရီးကနေပြီးတော့နန္ဒောပဏာဏနဂါမင်းကြီးကိုဆုံးမတော်မူပြီးတဲ့နောက်မှာတဲ့တန်ဃာတော်တွေပြန်ခေါ်လို့အနာရဘိအိမ်ကိုကြွတော်မူတယ်ဘယ်ကိုကြွလဲကောင်းကင်ခရီးနဲ့ပြန်လာတာဇေတုံအကြောင်းရောက်ဇေတုံတောင်ဝတိမြို့ပြင်ရောက်မြို့တကားဆင်းတန်ဃာတွေဆင်းပြီးအနာရဘိကလည်းမျှော်တယ်မြတ်စွာဘုရားနဲ့တန်ဃာတွေဆွမ်းသာပင်လာတာမေများမေတ္တာမသိဘူးကိုချိန်ဒီမကြွလာသေးဘူးကိုချိန်ဒီမကြွလာလေဘူးနဲ့အဲ့ဒါမျောရင်ကနေပြီးတော့ဘုရားနဲ့သင်္ဃာတွေရောက်လာတော့ရှင်ဘုရားနောက်ကြလှ ਈ လားဘုရားပဲကြွနေတယ်တော်မှအဲ့ဒါမြတ်စွာဘုရားကတကားတော့နန္ဒောပဏာဏနဂါမင်းကြီးကိုသွားပြီးတော့ဆုံးမနေတာဘယ်ကိုကြွပါသလဲဘုရားမြင်းမို့တောင်ကိုသွားတယ်ဘ
ဘယ်သူဆုံးမလဲရှင်မောကလန်ဆုံးမတယ်ဘယ်သူနိုင်လဲဖေဟာရှင်မောကလန်ပဲနိုင်တာပေါ့အဲ့ဒါဆိုရင်ရှင်မောကလန်ကိုခုံပြုတဲ့အနေနဲ့ဟောဒီသင်္ကန်း900လုံးကိုဘုရားတပည့်တော်9ရက်တိုင်တိုင်အိမ်မှာဆွမ်းကအောင်မယ်တဲ့အနာတပိန်ငါပိတိုင်ဘယ်နှရက်ဆွမ်းထက်ကအဲ့ဒါနန္ဒောပဏ္ဏနဂါမင်းကြီးကိုဆုံးမပြီးပြန်လာတဲ့ရှင်မောကလန်ကိုဂုံပြုတဲ့အနေနဲ့ပိဿရေအဲ့ဒါအနာတပိန်က9ရက်ဆွမ်းကပါတယ်တဲ့။ဒါပိဿရေနန္ဒောပဏ္ဏနဂါမင်းအောင်တော်မူခံတရားပြီးပါပြီလို့ကြိုင်လိုက်ဆိုလိုက်ပါနန္ဒောပဏ္ဏမာနထံစွာနတ်နဂါမိုးကြီးမရှိန်ဝါဖုံဖုံဖန်စင်ထံပြင်းတေသာတို့ဖယားစောကားသူပြုလာနန္ဒောပဏ္ဏမာနထံစွာနတ်နဂါမိုးကြီးမရှိန်ဝါဖုံဖုံဖန်စင်ထံပြင်းတေသာတို့ဖယားစောကားသူပြုလာသာတော်ရှင်မောက်တင်မြောက်ထိုခါစားတဲ့တပူတကိုဝေဖြာပြိုင်ကြီးဆိုင်ခြင်းနိုင်နေသေးရာနီလံပြဆုံးမလေသည်သာသာတော်ရှင်မောက်တင်မြောက်ထိုခါစားတဲ့တပူတကိုဝေဖြာပြိုင်ကြီးဆိုင်ခြင်းနိုင်နေသေးရာနီလံပြဆုံးမလေသည်သာနီလံပြတိုင်းမဆိုင်ပြူရာနန္ဒောပဏ္ဏကြောက်ရလေရာလူသွင်းဖန်စေဝစင်းလေးရှာအခေါင်နဲ့အောင်ခြင်းမင်္ဂလာနီလံပြတိုင်းမဆိုင်ပြူရာနန္ဒောပဏ္ဏကြောက်လာလေရာလူသွင်းဖန်စေဝစင်းလေးရာအခေါင်နဲ့အောင်ခြင်းမင်္ဂလာနဂါယံဆိုဖြဲချိုးအောင်မြင်ဘုံတော်ရောက်လျက်အောင်ပန်းသခင်လက်စုံမို့လို့ရှိခိုးဥတေအောင်စေကြောင်းဆုတောင်းပနာစေနဂါယံဆိုဖြဲချိုးအောင်မြင်ဘုံတော်ရောက်လျက်အောင်ပန်းသခင်လက်စုံမို့လို့ရှိခိုးဥတေအောင်စေကြောင်းဆုတောင်းပနာစေမာရယခံကသံသောရစိတ်သမနိသသစ္စကံနာဂံဘဂံဇိနောဇိနိဟောတုမေဇယမင်္ဂလံနာဂံရှင်မောကလံကိုရောမြတ်ကြီးကလည်းတကုဇံမိုးနဘာမှာတအားလင်းတဲ့နဂါမင်းကြီးကလည်းအခိုးအလျံအမျိုးမျိုးအပန်းမှာသုဝနာရွှေတောင်တဝိုက်မှာဖြစ်
တိုက်ခိုက်ကရေးဆိုင်၍ရှင်ပြန်ရမှန်စောအတန်တန်ကြွားနေတဲ့နန္ဒောပဏ္ဏဆိုတဲ့နဂါမင်းကြီးကိုလည်းပဲဇိနောဇယံဩဘာသရောင်လျံတော်ကိုအောင်လန်းတော်တကွန်စိုက်စေဟဲ့လို့ညွန်လိုက်တဲ့တရားဓမ္မဖြင့်ဖယားကနိုင်မည်ပေတရဲ့ဖယားကပိုင်မည်တို့ဖယားကပဲအောင်မြင်တော်မူခဲ့ပါပေသတည်း